OA application ကနေအဆင့်၄ဆင့်နဲ့လေလက်မှတ်ဘယ်လိုဝယ်လို့ရလဲပြပေးသွားပါမယ်။ OA application ကိုဖွင့်မယ်။ဘာသာစကားနဲ့ currency လည်းရွေးလို့ရရနော်။အခုရန်ကုန်ဘန်ကောက်အသွားပြန်လူကြီးတယောက်စာလက်မှတ်ဝယ်ပြပါမယ်။သွားမှာကဘန်ကောက်သုဝဏ္ဏဘူမိလေဆိပ်ရွေးလိုက်ပါမယ်။ထွက်မဲ့ date 26 စက်တင်ဘာပြန်လာမဲ့ date 30 ရက်စက်တင်ဘာ search ကိုနှိပ်လိုက်ရင်အသွားခရီးစဉ်အတွက်လေကြောင်းလမ်းအချိန်နဲ့ဈေးနှုန်းတွေရွေးလို့ရပြီ။တစ်ခုချင်းစီကိုနှိပ်ပြီးအချက်လက်တွေကြည့်လို့ရပြီ။အခုမြန်မာ National Airline နဲ့ရွေးလိုက်ပါမယ်။အသွားရပြီဆိုတော့အပြန်အတွက်ထပ်ရွေးပါမယ်။လက်မှတ်ရွေးပြီဆိုတော့အချက်လက်ဖြည့်မယ်။ဆက်သွယ်ရမယ့် email လိပ်စာဖုန်းနံပါတ်ခရီးသွားမဲ့သူရဲ့ information ဖြည့်မယ်။က information လေးတွေဖြည့်ပြီးငွေပေးချေလို့ရပါပြီ။ continue ကိုနှိပ်လိုက်မယ်။ဒီလို screen လေးပေါ်လာရင်လက်မှတ် confirm ဖြစ်သွားပါပြီ။ booking ID နဲ့အတူ confirmation letter လည်း email တွေကိုဝင်လာပါလိမ့်မယ်။ OA app နဲ့ဆိုရင်အခုလိုခဏလေးနဲ့အချိန်မရွေးလက်မှတ်ဝယ်လို့ရတယ်နော်။